င်္ဂလာပါရှင်ဒီကနေ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါရမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်နေရမြည်သူဆက်ခံမည်နီမလကုံပိုင်းတွင်အစိုးရသစ်ဆိုကထွက်ပေါ်လာဖို့ရှိနေပြီးလူထု၏အာယုံစိုက်မှုသည်လည်းညှင်းတက်လာရသည်အဓိကအားဖြင့်သမရမြည်သူဖြစ်လာမည်နီဆိုသည်နှင့်ပို၍အရေးတကြီးသိကျင်လာသည်ကအကယ်၍မင်းအောင်လှိုင်မှနေရဖေးပင်းမည်ဆိုလျင်ကောက်ွယ်ရေးဦးစီးချုပ်မြည်သူမြည်ဝလဲဆိုသည်ပင်ဖြစ်သည်ဟုသတင်းဌာနကယခုလိုသုံးသပ်ထားခဲ့သည်ကောက်ွယ်ရေးဦးစီးချုပ်ရာထူးသည်မြန်မာနိုင်ငံရေးတွင်နှစ်ပေါင်း60နီးပါးခန့်လွှမ်းမိုးနေပြီးမကြာခဏဆိုသလိုအာဏာသိမ်းယူနိုင်စွမ်းရှိနေသည်ထိုင်းနိုင်ငံသားရေးဝန်ကြီးစီဟာဆက်ဖုန်ကေကြောင့်နှင့်စေအုပ်စု၏နိုင်ငံသားရေးဝန်ကြီးတန်းဆွေတို့ဖေဖော်ဝါရီ18ရက်တွင်အလို့တဘောတွေ့ဆုံဆွေးနွေးခဲ့ရာမှာတန်းဆွေကအစိုးရတစ်တရက်ဖွဲ့စည်းရန်အတွက်သမရဝန်ကြီးချုပ်နှင့်ကောက်ွယ်ရေးဦးစီးချုပ်အသစ်များကိုခန့်အပ်ရန်ပြင်ဆင်နေကြောင်း၎င်းအားပြောကြားခဲ့သည်ဟုစီဟာဆက်ကတွေ့ဆုံအပြီးတွင်ထုတ်ဖော်ပြောဆိုခဲ့သည်ထိုသတင်းအပေါ်အခြေခံပြီးစစ်တပ်အတွင်းနံပါတ်2နဲ့နံပါတ်3နေရာတွင်ရှိသောစိုးဝင်းနှင့်ကျော်စွာလင်းတို့ဆက်ခံနိုင်ကြောင်းအတန်ပလတ်များထွက်ပေါ်လာခဲ့သည်စီရေးချုပ်ကျော်စွာလင်းသည်ဒေါ်စိန်အေးကျောင်းမှအပတ်စဉ်35ထွက်ဖြစ်ပြီးမင်းအောင်လှိုင်၏တပည့်သားမြစ်အရင်အခြားဖြစ်ရှုမြင့်ခံထားရသူဖြစ်သည်ဒုက္ခကျုပ်စိုးဝင်းသည်ဒေါ်စိန်အေးကျောင်းမှအပတ်စဉ်22ဖြစ်ပြီးယခုအခါအနားယူရတော်မူအရွယ်ရောက်နေတော့လေကာချုပ်ရာထူးကိုဆက်ခံနိုင်သူအဖြစ်ထင်ကြေးပေးခံရဆဲဖြစ်သည်2020ခုနှစ်စစ်စင်ရေးအပြီးအရှုံးများနှင့်ရင်ဆိုင်နေရချိန်တွင်၎င်းအားရှေ့တန်းစစ်မြေပြင်သို့တခါများပင်မရောက်ခဲ့ဘူးသောမင်းအောင်လှိုင်နေရာဆက်ခံဖို့စစ်တပ်ထောက်ခံသူများကလူသိရှင်ကြားတောင်းဆိုခံထားရသူဖြစ်သည်စိုးဝင်းသည်နောင်ချိုတို့ကိုယ်တိုင်ကိုကြသွားရောက်ခဲ့ဘူးသူဖြစ်သည်မင်းအောင်လှိုင်သည်ယခုနှစ်တရုတ်နှစ်တည်းကိုအခမ်းအနားသို့တက်ရောက်လာခြင်းမရှိဘဲစိုးဝင်းသာတွေ့လာရ၍ထင်ကြေးများမြင့်တက်လာခဲ့ရသည်စစ်တပ်သည်ယခုအခါတရုတ်အပေါ်လုံလုံလတ်လတ်မိခိုနေရ၍ကာကျုပ်ရာထူးဆက်ခံမိသူသည်တရုတ်မှစိတ်ချလက်ခံနိုင်မိသူဖြစ်ဖို့လိုအပ်လာသည်ထူးခြားသည့်က2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းတရုတ်နိုင်ငံသို့ပထမဆုံးအကြိမ်တရားဝင်သွားရောက်ခဲ့သူသည်မင်းအောင်လှိုင်မဟုတ်ဘဲစိုးဝင်းဖြစ်နေခြင်းပင်ဖြစ်သည်ကျော်စွာလင်းသည်လည်းပြီးခဲ့သည့်နှစ်မင်းအောင်လှိုင်၏တရုတ်နိုင်ငံခရီးစဉ်တွင်လိုက်ပါသွားခဲ့ခြင်းကြောင့်၎င်းစိတ်ချိုက်ရွေးချယ်ထားသူကိုဘီကျင်းနှင့်မိတ်ဆက်ပေးနေခြင်းလောဟုသည်မိခိုးများထွက်ပေါ်လာခဲ့သည်သို့တော်လည်းစစ်တပ်၏ရှားတူးဆက်ခံမှုတမိုင်းကြောင့်သည်လူအများ၏ခံမှန်းချက်များနှင့်သွေဖယ်လေးရှိသည့်အစဉ်လာရှိခဲ့သည်လွန်ခဲ့သော15နှစ်ခန့်ကအာဏာရှင်ဟောင်းပိုးတန်းရွှေသည်နိုင်ငံရေးအကူအပြောင်းကိုစီမံခဲ့စဉ်က၎င်း၏ဩဇာကြီးမားသောဒုတိယလူမောင်အေးသို့မဟုတ်နံပါတ်3နေရာ၌လူပြောများနေသည့်ရွှေမန်းတို့သည်ခောက်ခွဲရေးဦးစီးချုပ်ဖြစ်မလာခဲ့ထိုအစားမထင်မရှားအစစ်ရှိမင်းအောင်လှိုင်ကိုရွှေခဲ့သည်ယခုအခါထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးထွက်ပေါ်လာနိုင်ခြေရှိနေပြန်သည်1942ခုနှစ်တွင်နိုင်ငံလွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ရန်ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သောဗမာလွတ်လပ်ရေးတပ်မတော်သည်ပြည်သူများအပေါ်တစ္ဆာဆောင်တည်ရန်နှင့်ကာကွယ်ရန်တစ္ဆာဆိုထားသည့်အဖွဲ့အစည်းတစ်ခုဖြစ်ခဲ့သည်သို့တော်လည်းယခုအခါတွင်မူစစ်တပ်သည်အာဏာရှင်များကိုကာကွယ်ပေးပြီးအရက်သားများကိုတပ်ဖြတ်နေသည့်လူသက်သမားတစုအဖြစ်သို့နှိမ်ချသွားခဲ့သည်မှာကာလကြာမြင့်ခဲ့ပြီးဖြစ်သည်2021ခုနှစ်အာဏာသိမ်းပြီးနောက်ပိုင်းပြည်သူများအပေါ်ကျူးလွန်ခဲ့သောစစ်တပ်ရက်စက်ကြမ်းကြုတ်မှုများနှင့်စစ်ရာဇဝတ်မှုများကြောင့်ထိုအနေထားသည့်ပို၍ခိုင်မာလာခဲ့သည်ဗိုလ်နေဝင်းမှစ၍အာဏာသိမ်းအုပ်ချုပ်လာခဲ့သည့်အဆက်ဆက်တွင်မင်းအောင်လှိုင်သည်နိုင်ငံကိုအစိုးရဆုံးစင်ရဲမွဲတွေမှုတွင်သို့နှိမ့်မြုပ်ခဲ့ပြီးတိုင်းဒေသလူမျိုးစုများ၏ရပိုင်ခွင့်များကိုပိတ်ပင်တားဆီးခဲ့ခြင်းနှင့်စစ်တပ်ကိုလူထုကရွှန်ရှာမုန်းတီးသောအဖွဲ့အစည်းတစ်ခုဖြစ်အောင်ပြောင်းလဲပစ်ခဲ့ခြင်းတို့အတွက်မြန်မာသမိုင်းတွင်မှတ်တမ်းတင်ဖွင့်သွားခဲ့ပြီးဖြစ်သည်၎င်းအာဏာသိမ်းပြီး9နှစ်အတွင်းလူ9000ကျော်သေဆုံးခဲ့ရမှုလူ2000ကျော်ဖမ်းဆီးခံရမှုနဲ့လူပေါင်း3.5 တန်းအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရမှုများကြောင့်စစ်တပ်ဂုဏ်သိက္ခာမှလည်းပြန်လည်ကူစား၍မရနိုင်လောက်အောင်ပျက်စီးသွားခဲ့ပြီးဖြစ်ကယခုအခါတွင်နိုင်ငံ၌အမုန်းခံရဆုံးအဖွဲ့အစည်းတစ်ခုဖြစ်နေပြီဟုရေးသားထားသည်မနေ့ကရေးခဲ့တယ်လို့ပင်ဖွဲ့စည်းပုံအရကောက်ွယ်ရေးဦးစီးချုပ်သည်သမရလုပ်၍မရဟုဆိုထားတော်လေမင်းအောင်လှိုင်ဖို့ကစာရွက်လေးတစ်ရွက်ပေါ်တွင်အကြောင်းတစ်ခုခုပြပြီးလက်မှတ်ထိုးလိုက်ရုံနှင့်ယာဒူးနှစ်ခုစလုံးယူထားနိုင်သည်ကိုမေ့ထား၍မဖြစ်ပေပြည်သူတို့၏တရားတော်စစ်မှုတ်ချအောင်ရမည်ဆက်လက်ပြီး NUG ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြယာဒူးမှတရားဝင်နှုတ်ထွက်တဲ့ဆွဲသတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတွင်အမြဲတမ်းအတွင်းဝင်အဖြစ်တာဝန်ထမ်းဆောင်နေသည့်ဒေါ်ကြည်ပြမှ၎င်း၏ယာဒူးမှနှုတ်ထွက်သွားကြောင်း၎င်း၏နှုတ်ထွက်ခွင့်တင်ပြစာအရသိရပါတယ်
ဖေဖော်ဝါရီလ23ရက်နေ့တွင်အမြဲတမ်းအတွင်းဝင်ဒေါ်ကြည်ပြကနှုတ်ထွက်သွားခြင်းဖြစ်ပြီးဒေါ်ကြည်ပြသည်2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့တွင်၎င်းနှင့်ခင်မွန်းဖြစ်သူအပေါ်တိုင်ကြားချက်များပေါ်ပေါက်ခဲ့သဖြင့်နိုဝင်ဘာလ22ရက်နေ့မှစ၍တာဝန်မှယာယီရနာကစုံစမ်းစစ်ဆေးမှုများကိုခံယူခဲ့ရသည်။ရှင်းအောင်ယမန်နေ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကစုံစမ်းစစ်ဆေးရေးတင်ပြချက်ကိုထုတ်ပြန်ပြီးနောက်ဒေါ်ကြည်ပြကမိမိသဘောဆန္ဒလျောက်နှုတ်ထွက်သွားခြင်းဖြစ်သည်။3လကြာစုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီးနောက်စုံစမ်းစစ်ဆေးရေးရလဒ်များထွက်ပေါ်လာပြီးဖြစ်ပြီးမကန်ဆွဆွဲထားသည့်ကိစ္စရပ်များမှလည်းအပြေပေါ်ပေါက်ခဲ့ပြီးဖြစ်ကြောင်း၎င်းနေဖြင့်စုံစမ်းစစ်ဆေးမှုဖြစ်စဉ်တစ်လျှောက်လုံးတွင်အပြည့်အဝပူးပေါင်းပါဝင်ခဲ့ကြောင်းဒေါ်ကြည်ပြကဆိုပါရယ်လက်ရှိတွင်စုံစမ်းစစ်ဆေးမှုများပြီးဆုံး၍အမတ်တရားပေါ်ပေါက်ခဲ့တော့လေလက်ရှိတွင်မိမိ၏ကျန်းမာရေးအခြေအနေအရစောင့်ရှောက်မှုခံယူရမည့်အခြေအနေဖြစ်သောကြောင့်အမြဲတမ်းအတွင်းဝင်တာဝန်မှနှုတ်ထွက်ခြင်းဖြစ်ကြောင်းရှာဒူးမှနှုတ်ထွက်တော်လေဒေါ်လာရေးအောင်မြင်သည့်အထိတက်နိုင်သည့်ဘက်မှဆက်လက်ကြိုးစားပါဝင်သွားမည်ဖြစ်ကြောင်းလေဒေါ်ကြည်ပြကပြောဆိုထားပါသည်2022ခုနှစ်မှ2025ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သည့် NUG ဝန်ကြီးချုပ်ရုံးမှတွဲဘက်အတွင်းဝင်နှင့်ညွှန်ကြားရေးမှူးနှင့်ရုံးအဖွဲ့ဝင်ဝန်ထမ်းဟောင်း19ဦးကဒေါ်ကြည်ပြနှင့်ခင်မွန်းဖြစ်သူဦးညီညီမင်းတို့ကိုလူခွင့်ရေးချိုးဖောက်ခြင်းအဂတိလိုက်စားခြင်းနှင့်မလျော်ဩစာသုံးပြီးဝန်ထမ်းများအပေါ်ရန်မှုချေလေခြင်းများပြုလုပ်သည်ဟုဆိုက2025ခုနှစ်နိုဝင်ဘာ19ရက်နေ့တွင်တိုင်ကြားခဲ့ခြင်းဖြစ်သည်ဆက်လက်ပြီးကင်းနီပြည်နယ်အတွင်းစစ်ကော်မရှင်တပ်မှစစ်မျက်နှာစုံဖွဲ့၍ထိုးစစ်ဆင်နေတဲ့ဆွေးသတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ကင်းနီပြည်နယ်အားစစ်ကော်မရှင်တပ်မှစစ်မျက်နှာစုံဖွဲ့ကတိုက်ခိုက်လျက်ရှိကြောင်းခိုင်မာသည့်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်ပြီးခဲ့တဲ့ဖေဖော်ဝါရီလ6ရက်နေ့ကစတင်ပြီးဖရူဆိုထားလေနန်ဖေပေါ်လက်ကိန်းလမ်းမကြီးအောင်စစ်ကော်မရှင်တပ်မှစစ်ကြောင်းထိုးကကုံသွဲရေးနှင့်သွာလာရေးများဖျက်တောက်ခဲ့သလိုဖားဆောင်မြို့တွင်သို့ဝင်ရောက်နိုင်ရေးအတွက်စစ်ကြောင်းထိုးလှုပ်ရှားမှုများပြုလုပ်ခဲ့ကြောင်းခိုင်မာသည့်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်ဖေဖော်ဝါရီလထဲမှာပဲဖားဆောင်ကိုတိုက်နေသလိုမော်ချီဆိုလေလေရင်နဲ့ပုံကျဲတာတွေရှိတယ်ပြီးတော့မိုးပြဲဘက်မှာလည်းလုံခြုံရေးတေချာဖြစ်နေတဲ့ပေါ့ဒီမော်ဆိုဘက်မှာလည်းအရှိချမ်းနဲ့အနောက်ချမ်းကလုံးဝသွားလို့မရတော့ဘူး။ကုန်စီဝင်ရောက်လမ်းကြောင်းဖြစ်တဲ့ဖားဆောင်တရားနဲ့ပွန်းချောင်းတရားတွေလည်းမိုင်းခွဲထားတဲ့အနေအထားမျိုးပေါ့။မနေ့ကဆိုမဲဆဲအထိလေးရင်လာပတ်ပြီးပြန်သွားတာမျိုးအထိမြေပြင်ဝေဟင်အပြင်လက်နက်ကြီးနဲ့ဒရုန်းမှသုံးပြီးစစ်မျက်နှာစုံဖွင့်တိုက်နေတာပေါ့ဟု၎င်းကဆိုပါတယ်။ရှမနီည7:55မိနစ်ကလည်းမော်ဂျီအာစစ်ကော်မရှင်တပ်မှဂျက်ဖိုက်တာနဲ့ဘတ်စုံ3စစ်ထောက်ဖို့ရန် Y12 နှစ်စင်းအသုံးပြုကရေဘူးအထက်ပိုင်းနှင့်လိုခါလိုအရက်တို့အားပုံကျဲတိုက်ခိုက်ခဲ့သည်ပါတယ်။ယခုနှစ်တွင်ကရင်ပြည်နယ်သို့စစ်ကော်မရှင်မှစစ်မျက်နှာစုံဖွဲ့တိုက်ခိုက်နေသည့်အတွက်ဒေသခံပြည်သူများအနေဖြင့်ကရင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကိုလိုက်နာရန်လိုအပ်မည်ဖြစ်ကြောင်းကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနှင့်ကိုပညာကပြောပါတယ်။ကျွန်တော်တို့ကနက်ဦးသုံးသက်ထားတဲ့အတိုင်းပါပဲစကားဆရွေးကောက်ပွဲအပြီးစစ်ရေးတိုးမြင့်တိုက်ခိုက်မှုတွေပိုလုပ်လာနိုင်တယ်စစ်ရေးအရာဖိအားပေးမှုနဲ့နိုင်ငံရေးအရာတပြိုင်တည်းဖိအားပေးတဲ့သဘောဖြစ်တယ်လို့နေမြေပြန်လည်ထိန်းချုပ်ခြင်းဖြင့်နိုင်ငံတကာမှာသူတို့ဘက်ကအလုံးစုံစီမံအုပ်ချုပ်နိုင်ပြီဆိုတဲ့ပြရုံနဲ့တရားဝင်မှုကိုပြန်ရနိုင်အောင်ပါဟု၎င်းကပြောပါတယ်ယနေ့မနက်8:30မိနစ်ကလည်းဒီမော့ဆိုမြို့နယ်အနောက်ချမ်းသို့စစ်ကော်မရှင်၏ဂျက်ဖိုက်တာတစ်စီးဖြတ်တန်းခဲ့ပြီးဒီမော့ဆိုမြို့နယ်အရှေ့ချမ်းတွင်လည်းလက်နက်ကြီးပစ်ခတ်မှုများပြုလုပ်နေကြောင်းသတင်းဌာန၏မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်ဖားဆောင်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးသတင်းဌာနမှမြေပြင်ရဲဘော်တအူအားမေးမြန်းရာတိုက်ပွဲပြင်းထန်လျက်ရှိကြောင်းပြောပါတယ်။မင်းည8နာရီလောက်မှာဖားဆောင်မှာထိတွေ့မှုရှိတဲ့လက်နက်ကြီးတွေလည်းထူတယ်။မျိုးရင်းကိုပြန်တိုးနေတာပေါ့ဟု၎င်းကပြောပါတယ်။ရှနေ့မနက်ဖားဆောင်တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းရာတွင်ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေသဖြင့်တိကျအတိမပြုတ်နိုင်သေးပြီးလက်ရှိတွင်ကရင်ပြည်သူများအနေဖြင့်ရခင်တပ်ဖို့မို့တတိထားကနေထိုင်သွားလာကြရန်လိုအပ်ကြောင်းကရင်ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူးနှင့်ကသတင်းဌာနမှတက်စစ်အသိပေးပါတယ်။ကျမသတင်းတင်ဆက်မှုကိုဒီမှာပဲရန်နာခွဲပြုပါရှင်။အားလုံးပဲရှလန်ချမ်းမြေကြပါစေရှင်။